တင်လုံးကြီးတင်မောတီအမက်လေးတွေဖျားဆုံးကတ်ကွာ ရှင်မနဲ့ကြအရက်တော့မထားနဲ့ဘုံဘုံကြောင်းဆွန်းသွားကတ်မလို့ အေးပါကွာ ရှင်ဘိုးရတင်မောတိကတ်တော်မူပါတယ်ဘိုးရသုံးဆောင်တော်မူပါဘိုးရယခုပြုရသောကုသိုလ်ကောင်းမှုအဆူဆူကြောင့်ခုနှစ်သားသမီးအလုံးကျမ်းမာချမ်းသာကြပါစေရှင်ဘိုးရ အဖိုးပဲလေဗျရွာဦးเจ้าဆုံးကတ်ငါမြေးရီအသက်ကကြီးပြီကွာကုတုံလေးလည်းလှုပ်ဦးမ ဖုံဖုံရှိလားကိုရင်လေး ရှိတယ်တခါကြီးကျောင်းပေါ်မှာတက်သွားလိုက်နော် သိပါဗျာ ဒါကဒကာမတို့ဆုံးကတ်လာကြတယ်ထင်တယ် တင်ပါဗျာ ဒါကကြီးလည်းအရက်တွေတောက်နေတယ်ဘုံဘုံကြားတယ်အသက်ကကြီးပြီဆိုဆင်ကျင်တာအကောင်းဆုံးပဲတကား တင်ပါဗျာ အဖိုးကြီးစားစရာရှိတာထဲ့စားဘာတွေစဉ်းစားနေလဲမသိ ဘုံဘုံကအရက်လျှော့တောက်ဖို့ပြောလို့လေမနဲ့တော့မဲအောင်မပစိုးလျှော့ခိုင်းတာလားသိအောင် ရှင်းလဲနော်ကျမဘုံဘုံနဲ့တိုင်တော့မယ် မလောက်ပါနဲ့တင်လုံးရဘုံဘုံအေးဆေးနေပါစေ အဖိုးကြီးရှင်ရွာထဲသွားရင်ငမိုးတို့ဒီနေ့ဟင်းလောက်တယ်ထင်တယ်ဟင်းဝယ်လာခဲ့ အေးဘလောက်သားလဲ ဟင်းကစောစောစီးစီးချက်ထားမှတော့ရမယ်ကွယ် ဟုတ်ပါတော့နေ့လည်နေ့ခင်းဆိုရင်မြင်ပူကပူနဲ့ စားကြပါအောင်ငါမြေးတို့ဟင်းကတော့ဝတ်သားချင်ဟင်းငါ6ကြော်ပြောမဲ့တာပြောတာလာစားရင်ကြိုက်တာမဟုတ်ဘူး ငါမြေတို့အဖိုးနဲ့အဖွားတို့ဇလန်းလေးကိုဆက်လက်အားပေးကြပါအောင်နော် ကျေးဇူးတင်ပါတယ်ကွယ်